နယ်သာလန်မှာဆန္ဒပြမှုတွေတော်တော်ဆိုးဝါးလာတယ်အဖြစ်ကတော့ခိုလုံငွေ့နဲ့လူဝင်မှုကြီးကြပ်ရေးကိုမကြိုက်လို့ဆန္ဒပြတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့စနေနေ့ကဒဟမ်မြို့မှာဆန္ဒပြတာပေါ့ဆန္ဒပြတဲ့လူတွေကိုဥဆောင်တာကတော့ L Red ဆိုတဲ့နိုင်ငံရေးသမားတစ်ယောက်ပါသူကဆန္ဒပြသူတွေကိုအကြမ်းမဖက်ဖို့တောင်းဆိုခဲ့ပေမဲ့အခြေအနေတွေကလုံးဝထိန်းလို့မရပါဘူးလူပေါင်း1500ကျော်တော့ဒဟမ်မြို့မှာဆန္ဒပြခဲ့တယ်ရဲများကိုကြောက်ခဲပတ်လင်းဒုတ်ပြောင်းတွေနဲ့လည်းပြစ်ဖောက်ခဲ့တယ်လို့ကြားရတယ်တရင်တွေဖော်ပြချက်အရလူအယောက်30ဖမ်းဆီးခံရတယ်ရဲကားတစ်စီးမီးရှို့ခံရတယ်ရဲအရာရှိ2ယောက်နဲ့တရင်ထောက်အချို့တန်ရာရခဲ့တယ်လို့သိရတယ်အခုအင်္ဂါနေ့မှာလဲဟိုတရိုဘတ်ကိုဆန္ဒပြခဲ့တယ်ဆန္ဒမပြခင်မှာလဲရဲများကို appointment ကြိုယူပြီးမှဆန္ဒပြတာမျိုးပေါ့ဗျာအဓိကနယ်သာလန်နိုင်ငံမှာအသက်18 19 20တွေကမိဘနဲ့ခွဲနေကြတာကြောင့်မြို့နယ်တိုင်းမှာရှိတဲ့စီပင်ရုံးများကိုအိမ်လျှောက်ကြတယ်စီပင်ရုံးတွေကလည်းအိမ်ရဖို့ကြမယ်ပေါ့နိုင်ငံကလည်းဒုက္ခသည်တွေရောက်တဲ့ရောက်လာတာကြောင့်သူတို့ကိုအိမ်ပေးဖို့ကြမယ်ဒုက္ခသည်တွေကိုကြတော့ EU အဖွဲ့ဝင်နိုင်ငံတွေကနှစ်စဉ်ထောက်ပံ့ကြေးတွေပေးတယ်နိုင်ငံခြားသားဆိုတော့သိတဲ့အတိုင်းပဲစီကတ်မဲ့တယ်အစိုးရပေးတာကိုထိုင်စားတယ်အလုံးမလုပ်ဘူးဒါပေမဲ့ဒီနိုင်ငံမှာဒေါအောင်ဆန်းစုကြည်ကိုတော့လူတိုင်းသိကြတယ်လူတိုင်း respect လုပ်ကြတယ်